အဲ့တော့တရားမဟောကြသေးခင်တရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနမောတတ္တဖြင့်ရှိခိုးကြအောင်စို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမင်းနာမင်းပြမမင်းတို့၏ဝဆင်းကိုရောပူဇော်သူကိုခံယူတော်မူတိုက်ပါပေထသောအရဟတောကိလေသာမောဟသိရင်တို့မှကင်းကျင်တော်မူပါပေထသောအရဟတောစေကွယ်ရာရနိုင်ပေမကောင်းမို့တို့ကိုပြုတော်မူပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တညီယငါတန်တရားမှာကိုဆရာမကိုတရားမှုညာဖြင့်မိမိကိုယ်တော်တိုင်တို့တွင်၍သိမြင်တော်မူပါပေထသောတတ္တဘဂဝတောဣန္ဒရိယဓမ္မယတတိရိကမပယတ္တဟုဆိုအပ်သောဘုံတော်6ဆုံးတကုတ်ကုတ်နှလုံးစုံပညာတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောနမမိတရားဟောတရားနာခေါ်ဆိုသမောကျွန်ုပ်တို့သည်ကာယဝစီမနောချီလည်းရဲ့အင်းစလင်းညွလည်းရောလည်းအောင်မောကရှေကိုကရောလိုက်ပါ၏မြတ်စွာဘုရား1389ခုနှစ်တကူလကွယ်နေ့တရားကျမ်းနေ့ပေါ့ဒီတရားကျမ်းနေ့မှာဦးဇင်းတို့တန္တရာကစေတော်မျိုးတော်တို့ကိုဟောပေးမဲ့တရားကနောင်တနောင်မမရကြပါစေနဲ့တရားတော်ဗာတရားတဲ့နောင်တနောင်မမရကြပါစေနဲ့တရားတော်ပါဗျာဒီနေ့ပိုင်းတော့ပေါ့နော်ဒီရဲ့အတွင်းကတော့ဒီတရားနဲ့ပဲပြီးမှာပါတရားပြီးမှတရားပြီးတရားလည်းပြီးပြအောင်တော့ဦးဇင်းတို့ကြိုးစားပြီးတော့ဟောပြီးပြောပေးမှာပေါ့နောင်တနောင်မမရကြပါစေနဲ့အဲ့တော့ကတ္တနဲ့အကတ္တကတ္တဆိုတော့ကပြုလို့မိပြီကောင်းတာတွေကိုပြုလို့ထားလည်းပဲကတ္တမကောင်းတာတွေကိုပြုလို့ပြီးနောင်တရတာလည်းပဲကတ္တအကတ္တမလုံးမိလိုက်ဘူးမကောင်းတာတွေကိုမလုံးမိရင်လည်းကောင်းတာတွေကိုမလုံးမိရင်လည်းပဲနောင်တမရဘူးလားကောင်းတာတွေကိုမလုံးမိပြန်ရင်လည်းပဲနောင်တရတယ်ဟုတ်လားမလုံးမိလိုက်ဘူးနောင်တရလိုက်တာအဲ့လိုမျိုးဆုံးရှုံးတတ်နော်ဒါကြောင့်အဲ့ဒီမှာတို့စနတနာမင်းကြီးကလေနောင်တမရအောင်တဲ့သူလည်းရှင်မယံဖြစ်ရောမန္တကြီး6ခုဆောက်ပြီးတော့အစာတော်တေကျွေးဝတ္တရေပြီးလောကီစီစဉ်ဥစ္စာယရနာတွေအကုန်လုံးပြည့်စုံအောင်တိုင်းသူပြည်သားတွေဘာဆင်းရဲဘာဒုက္ခမှမဖြစ်အောင်မင်းကြီးကစီမံဒါလောကီပစ္စုပန်တန္တရာပစ္စုပန်မှာစောင်းနေအာယာအလုံးပြည့်စုံအောင်ဇနတန္တမင်းဘုရားအလောင်းကစီမံပြီးတော့လူတွေရဲ့ပစ္စုပန်ဘဝအတွက်မဟုတ်ဘူးသေးဘူးသူကနောင်တန္တရာဘဝအတွက်ပါ။အော်ငါရှင်မယံဖြစ်နေတာရှင်ပြန်ဖြစ်တဲ့ငါကိုတိုင်းသူပြည်သားတွေကငါကိုအားကိုးပြီးတော့နေကြတာဘုရားလောင်းတွေးတာနော်တိုင်းသူပြည်သားတွေဆိုတာရှင်မယံကိုအားကိုးပြီးတော့နေကြတဲ့လူတွေမှတ်ရလားရှင်မယံကောင်းရင်တိုင်းသူပြည်သားတွေချမ်းသာမယ်ဇီဝတွေတိုးတက်မယ်ကောင်းမွန်ကုသိုလ်တွေများများလုပ်ဖြစ်မှာပေါ့ရှင်မယံမကောင်းရင်အဲ့ဒါတွေဘာမှကောင်းမွန်ကုသိုလ်တွေဘာမှမလုပ်ဖြစ်ဘူးပင်မမဲ့ဆင်းရဲမယ်အဲ့တော့ဒီဇနတန္တမင်းကဘုရားလောင်းကတိုင်းသူပြည်သားတွေဒီပစ္စုပန်ဘဝမှာစာဝတ်နေရေးအတွက်ငါအလုံးစီမံပြီးပြီနောင်တန္တရာအရေးအတွက်
ငါဘာလုပ်ပေးရရင်ကောင်းမလဲတန်တရာနောင်ရေးအတွက်ပါချီတာနော်အဲ့ဒါနဲ့အဲ့လိုစဉ်းစားပြီးတော့လာပြေလာကွယ်နေ့တိုင်းမှာတလလည်း2ကြိမ်ပေါ့တလလည်း2ကြိမ်ဒီနောင်နာ7ပါးတရားကိုငါဟောမှဖြစ်မယ်တန်သူပြည်သားတွေကိုငါဟောပေးမှဖြစ်တော်မယ်ဆိုပြီးတော့အဲ့ဒီမှာလာပြေလာကွယ်နေ့တိုင်းမှာမင်းရင်ပြမှာလူတွေစွဝေးပြီးတော့တလောက်2ကြိမ်တို့ဘုရားလောင်းတော်ကြီးနောင်တတရား10ပါးကိုဟောပေးတာနောင်တမရအောင်လို့ဟုတ်လားနောင်တမရအောင်လို့သူ့ရဲ့တိုင်းသူပြည်သားတွေနောင်တမရအောင်လို့နောင်တဆိုတာမရှိအောင်လို့ဒီလိုစစ်စင်မှာစိမ့်မှန်တာပေါ့အဲ့တော့ဒီနောင်တ10ပါးတရားကိုတို့ဘုရားလောင်းဘဝတည်းကနေပြီးတော့ဟောခဲ့တာဘုရားဖြစ်မှဟောခဲ့တာမဟုတ်ဘူးနော်အဲ့တော့လာပြလာွယ်နေရောက်ပြီဆိုရင်တိုင်းသူပြည်သားတွေကိုအကုန်လုံးနန်းရင်ပြန်မှာစုဝေးစေပြီးတော့တိုင်းသူပြည်သားတွေနောင်ရင်စိတ်အေးရအောင်နောင်တတပံမပူပန်ရလေအောင်ဇနတန္တတို့ဘုရားလောင်းမင်းကနောင်တတရား10ပါးကိုဟောတယ်အဲ့ဒီနောင်တတရား10ပါးကိုတို့မလဲဆရာတော်ကြီးကအကျဉ်းချုပ်လင်္ကာလေးမကတင်ဝလင်္ကာပကြမ်းကြီးမှာဆိုထားတယ်ငယ်စဉ်ကလည်းမသိပညာဥစ္စာမစုသူ့ကိုချစ်ဖြက်တုတ်တဲ့တသသူမယနိုင်ပြမတုံပိပစ္စည်းရှိလျက်စိုးစိမလူမွေးမျိုးမိဘမပြုရနဲ့ဆုံးမမနာပညာရှိတံနိခံမမမမြအကျင့်ဤဆဲစဉ်ကကြည်ရင်ဇရာအိုသောခါလင်ဥစာနောင်တာယတစွာတိမဂဒေဝဆရာတော်ကြီးဆိုတာကလဲဆိုပါအောင်ဆိုဖို့ရရှိအောင်ငယ်စဉ်ကလင်မသိပညာဥစ္စာမစုသူကိုချစ်ဖြက်သူတက်တသသူမယာ၌ပြမတုံပိပစ္စည်းရှိလျက်စိုးစိတ်မလုံးမွေးမြူမိဘမပြုရနဲ့ဆုံးမမနာပညာရှိထံနိခံမမမမြတ်အမြတ်မကျင့်ဤဆဲစဉ်ကကြည်ရင်စရာဩသောခါလင်ဥစာနောင်တာယတစွာတိအဲ့ဒါနောင်တာတရား10ပါပဲအဲ့ဒီ10ပါးကိုလုပ်လို့ရှိရင်မလုပ်ပြီးလို့ရှိရင်နောင်တကြီးစွာရတတ်တယ်တဲ့နော်အဲ့တော့တရားမှတ်ပါအောင်နံပါတ်1ငယ်စဉ်ကလည်းမသိပညာမှတ်တာနော်ငယ်စဉ်ကလည်းမသိပညာတခုနံပါတ်2ဥစ္စာမစုနံပါတ်3သူ့ကိုချစ်ဖြက်နံပါတ်4သူ့တက်တသနံပါတ်5သူမယာ၌ပြမတုံပိနံပါတ်6ပစ္စည်းရှိလျက်စိုးစိမလူနံပါတ်9မွေးမြူမိဘမပြုရနဲ့နံပါတ်10ဆုံးမမနာနံပါတ်9ပညာရှိထံနိခံမမနံပါတ်10အမြတ်မကျင့်အမြတ်မကျင့်တဲ့နံပါတ်10နော်အဲ့ဒီ10စင်းကိုကြည်ရင်စရာဩသောကလည်းဘုဇာနောင်တယတစွာတိတဲ့။အိုတဲ့အခါကျမှနောင်တရမှာအဲ့ဒါကိုမလို့ရင်နော်။တော့ဒီတော့နံပါတ်1ကငယ်စဉ်ကလည်းမသိပညာတဲ့။ငယ်စဉ်ကမသိပညာဘဝနောင်ရေးစိတ်အေးချမ်းသာခြင်းနဲ့ပုဂ္ဂိုလ်သည်ငယ်စဉ်ကပညာသင်ရမယ်ပညာရှာရမယ်အတတ်ပညာကိုသင်တဲ့အတတ်ပညာကို
ကြိုးစားပြီးသင်တယ်ရအောင်သင်တယ်တတ်အောင်ကြိုးစားပြီးသင်တယ်ဒီလိုပုဂ္ဂိုလ်မျိုးဆိုရင်တော့ပရိသတ်ရဲ့လူထက်တန်းစားဖြစ်မှာပေါ့အဲ့လိုမသင်ဘူးပညာမတတ်ရင်ဘာဖြစ်မလဲလူဖဏဖြစ်တတ်တယ်လူဘာဖြစ်တတ်လဲလူဖဏဖြစ်တတ်တယ်တဲ့ဖဏဆိုတာလူရဲ့အပေါ်မှာနေတာလားအောက်ပိုင်းမှာနေတာလားအောက်ပိုင်းမှာနေတာနော်လူဖဏဖြစ်တတ်တယ်တဲ့ပညာမတတ်ရင်ပညာဆိုတဲ့နေရာမှာဒီပညာနဲ့မိမိတို့လောကီပညာတွေနဲ့စောင်းနေရုပ်ပြေလည်အောင်ဖြစ်ရှင်းတယ်ပညာမှန်သမျှဘာပညာပဲဖြစ်ဖြစ်စောင်းနေရပြေလည်အောင်ဖြစ်ရှင်းဖို့အတွက်သင်ကြတဲ့ပညာကြီးပဲနော်တချို့ကဉာဏပညာနဲ့ဉာဏအာကိုပြီးတော့အသက်မွေးဝမ်းကြောင်းပြုကြတချို့ကဈေးကြောင်းနဲ့အတ္တဈေးဝယ်တဲ့အတ္တစက်ပြက်နဲ့အတ္တစသည်အားဖြင့်ပေါ့လေအသက်မွေးဝမ်းကြောင်းတစ်ခုပညာကိုတတ်ထားပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာပရိသတ်ရဲ့သူဟာလောကကြီးမှာတက်နဲ့နေလို့ရတယ်မှန်ရလားအခုကအဲ့ဒီပညာတွေမတတ်ဘူးဆိုရင်တော့ပရိသတ်ရဲ့လူဖဏဖြစ်တတ်တယ်တဲ့လူဖဏဆိုတာကလူရဲ့အောက်ပိုင်းမှာနေတာဟုတ်တယ်မို့လားပညာမတတ်လို့ရှိရင်လူဖဏတဲ့ပညာမတတ်တဲ့ပုဂ္ဂိုလ်ဒီပရိသတ်ရဲ့လူအောက်တန်းစားမျိုးမှာပဲနေရတယ်ပညာမတတ်ဘူးဆိုလို့ရှိရင်ပရိသတ်ရဲ့သူများခိုင်းတာကိုလုံးရမှာမို့လားသူများခိုင်းတာလုံးသူများကြွေးတာစားအောက်ကြနောက်ကြနေရတာမှားရလားအဲ့ဒါကိုမှသက်မဝမ်းကြောင်းပညာတစ်ခုခုမတတ်ထားလို့အောက်ကြနောက်ကြအောက်နေရတာသူများခိုင်းတာကိုလုပ်နေရသူများကြွေးတာကိုစားနေရနော်ဒါကိုမှတစ်ခုခုပညာမတတ်ထားလို့တော့မှတ်ပါဒါကြောင့်မိမိတို့ရဲ့ဘဝအစဉ်တည်းမြင်မှခြင်းနဲ့ဆိုရင်တော့ပြိတ္တရဲ့ဘဝနောင်ရည်စိတ်အေးခြင်းနဲ့ဆိုရင်ငယ်စဉ်ကပညာတတ်အောင်သင်ခဲ့ရမယ်နော်တမေဝမ်းကြောင့်ပညာတစ်ခုခုကိုတတ်အောင်သင်ရမယ်ဟိုဘွဲတွေပါညာတွေပြောတာမဟုတ်ဘူးဘွဲတွေရလဲပိုကောင်းတာပေါ့နော်ပို့ပြီးတော့စုံတာပေါ့အတမေဝမ်းကြောင့်ပညာတစ်ခုကိုရှာရမယ်တဲ့ဒါကြောင့်အားလုံးသောပရိသတ်ရဲ့မိဘများမိမိတို့ရဲ့သာသမီများကိုပညာအမွေပစ္စည်းအမွေဒီနှစ်မျိုးမှာပညာအမွေကိုသာအဓိကထားပြီးပေးပါဘာမွေကိုအဓိကထားပြီးပေးရမလဲပညာအမွေကိုသာအဓိကထားပြီးပေးပါတဲ့တပညာရှိတွေကအဲ့တော့ပညာအမွေမပေးဘဲနဲ့ပစ္စည်းအမွေပေးမယ်ဆိုရင်တချို့မိဘတွေရှိတယ်။အော်ဒီစည်းစိမ်ဥစ္စာတွေသုံးလို့မပြည့်ဘူးပြုံးလို့မပြည့်ဘူးငါသားလေးအတွက်ငါသမီးလေးအတွက်ဆိုပြီးတော့ပြိဿရေစွတ်ထားဆောင်းထားချတယ်။ကိုကဘယ်လိုပဲစွတ်ဆောင်းပြီးတော့ဘယ်လိုပဲထားခဲ့ပြိဿရေအဲ့ဒီပစ္စည်းဥစ္စာကကိုသားသမီးနဲ့ထိုက်မှရမှာမှန်ရလားဘလောက်ပဲထားခဲ့ကိုရဲ့သားတွေသမီးတွေနဲ့ထိုက်မှရမှာသူလဲသူကံနဲ့သူလာတာလေသူမှာကုဏဒါနကုသိုလ်တွေများများရှိတယ်သီလကုသိုလ်တွေများများရှိတယ်ဝဒနာဘာဝနာကုသိုလ်တွေများများရှိတယ်ဆိုရင်တော့ထိုက်မှာပေါ့သူနဲ့အဲ့ဒီကောင်းမွန်ကုသိုလ်တွေဘာမှမရှိဘူးဆိုရင်တော့မထိုက်ဘူးသူတို့လက်ထက်ရောက်တာနဲ့အကုန်လုံးပြောင်းသွားတာပဲဒါကြောင့်လူတကူကံတစ်မျိုးနဲ့လာကြတာနော်လူတကူကံတစ်မျိုးနဲ့လာကြတာဒါကြောင့်မို့လို့ပေးတိုင်းလည်းမရဘူးတဲ့ထိုက်မှရတာကိုသားသမီးနဲ့မထိုက်ဘူးဆိုလို့ရှိရင်ပရိသတ်ရေကိုသားသမီးလက်ထက်ရောက်သွားရင်အဲ့ဒီပစ္စည်းဥစ္စာတွေကပျက်စီးသွားရောကုန်ဆုံးသွားရောသူ့အလိုလိုပျက်စီးကုန်တယ်နော်ဒါကြောင့်မို့လို့ပညာအမွေပေးထားပြီဆိုရင်တော့အဲ့ဒီပညာအမွေကပရိသတ်ရေပျက်စီးပါအောင်မလားဘယ်ရောက်မပျက်စီးဘူးဟုတ်လားဥမာဈေးရောင်းဈေးဝယ်တတ်တဲ့ပညာဘယ်နေရာရောက်ဈေးရောင်းဈေးဝယ်မရဘူးလားလှုပ်ရှားလို့ရတယ်ဥမာကားပြည့်တဲ့ပညာတစ်ခုကိုကြမ်းကြမ်းတတ်ထားတယ်ဆိုရင်ပြိဿရေဘယ်နေရာရောက်သူဟာရှားစားလို့မရဘူးလားဒီသဘောပဲဒါကြောင့်ပညာအမွေကိုသာအဓိကပေးခဲ့ပညာအမွေဆိုတဲ့နေရာမှာသူတို့ဝါဒနာပါတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုဒီဘဝအတွက်မှာဖြည့်ရှင်းလို့ရတဲ့အတ္တပညာတစ်ခုရှိလို့ရှိရင်လူဟာဘယ်နေရာပဲရောက်ပြိဿရေအောက်ကြနောက်ကြမဖြစ်တော့ဘူးမှန်ရလားဒါကြောင့်မလို့လောကနေတိဆရာကပရိသတ်ရေရှင်ဘုရင်တို့ဆိုတာကတဲ့ကိုယ့်ရဲ့
တိုင်းသူပြည်သားတွေကကိုယ်တိုင်းသူပြည်သားတွေရဲ့ပူဇော်မှုကိုခံရတယ်တဲ့ရှင်ဘုရင်တို့ဆိုတာဒါလည်းရှင်ဘုရင်ကောင်းမှပူဇော်ခံရမှာပေါ့မှတ်ရလားမကောင်းရင်ပူဇော်ခံရပါမလားဩမကောင်းရင်ဆဲတော်ခံရအောင်ဒါကြောင့်မလို့အတ္တပညာတွေကတတ်မြောက်လို့ရှိရင်ပညာရှင်ကြီးဖြစ်သွားပြီဆိုလို့ရှိရင်ပရိသတ်ရဲ့မိမိရဲ့တိုင်းသူပြည်သားသာမကဘူးတဲ့တနိုင်ငံလုံးတကမ္ဘာလုံးမှာရှိကြတဲ့တိုင်းပြည်အသီးသီးကနေပြီးတော့ပညာရှင်တွေကအဲ့ဒီပုဂ္ဂိုလ်ကိုလေးစားကြတယ်ပူဇော်ကြတယ်တဲ့အတ္တပညာရှင်နဲ့ပရိသတ်ရဲ့ရှင်ဘုရင်နှမ်းရှင်ရဲ့ဘယ်သူကပိုးတာအတ္တပညာရှင်ကပိုးတာတာဗောမှန်ရလားအတ္တပညာရှင်ကဘယ်နေရာရောက်သူ့ကလူတွေကလေးစားမယ်ဟုတ်လားမြန်လို့ရမယ်အလေးပေးမယ်အလေးပေးတာကိုခံရမယ်ကိုယ်တိုင်းပြည်ကမဟုတ်ဘူးတရားသောတိုင်းပြည်တွေကလည်းပဲပညာတတ်တဲ့ပုဂ္ဂိုလ်ကိုလေးစားမယ်ယုတ်သေးမယ်ကတ်ဆက်မယ်ဟုတ်လားတမိုးထားမှာပေါ့မှန်ရလားဒါကြောင့်မလို့ဘဝနောင်ရေးစိတ်အေးရလေအောင်ပြိဿရဲ့ငယ်စဉ်အခါပညာရှာရမယ်ငယ်စဉ်အခါဘာရှာရမလဲငယ်စဉ်အခါပညာရှာရမယ်ပညာရှိလို့ပညာတွေတတ်မြောက်ပြီဆိုလို့ရှိရင်ဘယ်အချိန်ဘယ်အရွယ်ပဲရောက်ပြိဿရဲ့ဘယ်နေရာဘယ်ဒေသပဲရောက်အဲ့ဒီပုဂ္ဂိုလ်ဟာအောက်ကျနောက်ကျမဖြစ်တော့ဘူးဘာဖြစ်လို့လဲပညာတတ်ထားလို့မှန်ရလားပညာတတ်ထားတဲ့ခါကျတော့ဘယ်နေရာမှာပဲပြည့်သွားအထက်ကရွယ်ထိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်တာပေါ့ဟုတ်လားကိုယ်မှာတတ်ပညာအားကိုးစရာရှိနေမှာတော့ပြိဿရဲ့အောက်ကျနောက်ကျပဲဖြစ်တော့မှာလဲဒါကြောင့်မလို့ဘဝတော်ရေးစိတ်အေးရတယ်တဲ့ပညာတွေတတ်ထားရင်ချမ်းသာစွာလည်းနေရတယ်နော်ဘယ်နေရာမှာပဲဖြစ်ဖြစ်စင်တမ်းမြင့်ဦးစားပေးခြင်းကိုခံရတဲ့ပညာတွေတတ်ထားရင်မှန်ရလားအဲ့ဒါကြောင့်လိုက်ဆိုပါငယ်စဉ်ပညာမသိပါနောင်ခါနောင်တရတတ်တယ်ငယ်စဉ်အခါငယ်စဉ်ပညာမသိပါနောင်ခါနောင်တရတတ်တယ်လက်တော်ရမမှန်ဘူးလားအေးနောက်တော့တရားနံပါတ်1နောက်နံပါတ်2ကပါလဲဥစ္စာမစုတဲ့နံပါတ်2ကပါလဲဥစ္စာမစုတဲ့ဒါနံပါတ်2နောက်တော့တရားအဲ့တော့မိမိတို့တွေငယ်စဉ်ကရှာဖွေရှာနိုင်တော့ဖွေနိုင်တော့မှပြိဿရဲ့ပစ္စည်းဥစ္စာတွေကိုရှာဖွေရမယ်ရှာနိုင်တော့ဖွေနိုင်တော့မှရှာဖွေပြီးတော့စုဆောင်းထားရမှာပေါ့မှန်ရလားအဲ့ဒါမိမိတို့တွေငယ်စဉ်ကပစ္စည်းဥစ္စာတွေကိုမရှာဖွေခဲ့ဘူးမစုဆောင်းခဲ့ဘူးဆိုလို့ရှိရင်အသက်အရွယ်ကြီးရင်လာလို့ရှိရင်မရှာနိုင်မဖွေနိုင်တဲ့အရွယ်ရောက်လို့လာပြီဆိုရင်ပြိဿရဲ့ကိုယ်မှလည်းပဲပစ္စည်းဥစ္စာကလည်းမရှိပြိဿရဲ့မခက်ဘူးလားခက်တယ်ဒါကြောင့်မလို့မိမိတို့ရဲ့ဘဝနောင်ရေးကိုကြိုတင်ပြီးတော့ဆွဆောင်းထားရတယ်နော်ရရဆာဆာလူမင်းသားတောက်ဆာဆာလူငွန်သားတွေမလုပ်ပြရဘူးတဲ့ဟုတ်လားကိုမရှိလို့ရှိရင်အမိတော်ကဲသားတော်ကဲနော်ကိုမရှိရင်အမိတော်ကဲသားတော်ကဲကိုရဲ့သမွေးထားတဲ့သားသမီးတွေကတော့မိဘမှာပတ်စံမရှိရင်ပြိဿရေဂယုဆက်ရလားညာတော့အပြင်အမေမှာပတ်စံရှိရင်အမေကတို့ကိုကျွေးနိုင်ရင်အမေမှာပတ်စံရှိမှန်းသိရင်အဲ့ဒီအမေကိုယိုသေးတယ်လေးစားတယ်အမေစကားနားထောင်တယ်နော်အမေမှာပတ်စံမရှိမှန်းသိလို့ရှိရင်အဲ့ဒီအမေကိုမယိုသေးတော့ဘူးမလေးစားတော့ဘူးကျွေးလည်းမကျွေးတော့ပေးလည်းမပေးတော့များသောအားဖြင့်ပြောတာပါနော်အဲ့တော့မိဘရဲ့ကျေးဇူးတရားတွေကိုသိတတ်တဲ့သားတွေသမီးတွေဖြစ်ဖို့အတွက်ကလည်းပဲဦးဇင်းတို့အခုဒီတရားကျော်19ရက်နေ့မှာပေါ့လိမ္မာရင်ကြီးလိမ္မာတင်တန်းဖွင့်ဖို့စီစဉ်ထားတယ်အဲ့ဒါဖြစ်မလားမဖြစ်မလားတော့မပြောတတ်ဘူးလေကလေးတွေကအရင်တော့ဒီတရားမတန်ခင်မှာဦးဇင်းတို့ဖွင့်တာဟုတ်ဖွင့်တဲ့ခါရောက်တော့ကလေးတွေကလာတက်တယ်အခုကျတော့ဥယျာဉ်ကနဲနေတယ်ဥယျာဉ်နဲလို့ရှိရင်တော့ဒီနေ့တော့ရက်လိုက်မယ်လို့စဉ်းစားထားတယ်ဥယျာဉ်များလာရင်တော့ဦးဇင်းတို့50လောက်တက်လာရင်တော့အဲ့ဒီရင်ကြီးမို့တင်တာကိုဖွင့်ပေးမှာပေါ့နော်ဒါဟာပါလဲဆိုလို့ရှိရင်မိဘတွေကစီးပွားရေးလုပ်နေရတဲ့အတွက်ကြောင့်မိဘတွေကဘာသာရေးနဲ့ပတ်သက်ပြီးတော့မသင်ပေးနိုင်ဘူးဟ
ဟုတ်လားမလားလေမယဉ်ကျေးအောင်ကိုယ့်ရဲ့သားသမီးတွေကိုရေလိမ်မှာယဉ်ကျေးအောင်မသင်ပေးနိုင်ကြတဲ့အခါကျတော့ဦးဇင်းတို့ကဝင်ပြီးတော့တာဝန်ယူပြီးတော့ထမ်းပေးရတယ်။အော်ကိုယ့်ရဲ့ဗုဒ္ဓဘာသာမိသားစုကလေးတွေလေးမှာတော့ယဉ်ကျေးအောင်နေတတ်ထိုင်တတ်သွားတတ်လာတတ်စားတတ်တောက်တတ်ဆက်ဆံတတ်အောင်ဆိုတဲ့စိတ်နဲ့ဦးဇင်းတို့ကစေရနာမေတ္တာရှေ့ထားပြီးတော့ကလေးတွေအတွက်လည်းပဲနေ့စဉ်နဲ့နေ့တိုင်းယဉ်ကျေးမှုသင်တန်းကိုဖွင့်ပေးတယ်။နော်အခုဘာလုပ်လဲအခုလူကြီးတွေအတွက်နော်အခုလူကြီးတွေအတွက်ဘာလုပ်ပေးထားလဲတရားစခန်းဖွင့်ပေးထားတယ်ဒါဟာအခုနကစနတနာမင်းပြောသလိုဦးဇင်းတို့ကလည်းပဲကိုယ့်ကိုပစ္စည်းလေးပါတော့ပြလှူဒါန်းထောက်ပံ့နေတဲ့ဒကာဓမ္မတွေကိုကျေးဇူးပြန်ဆက်လို့ရတာဒီတနည်းပဲရှိတယ်ဓမ္မနဲ့ပဲကျေးဇူးဆက်လို့ရကျန်တဲ့နည်းနဲ့ဆက်လို့ရရလားကျန်တဲ့နည်းနဲ့ဆက်လို့မရဘူးလေမရတဲ့အခါကျတော့ဒီဓမ္မနဲ့ပဲကျေးဇူးဆက်ဒုဒကာဓမ္မတွေကိုယ်တို့အကုသိုလ်တွေကွဲအောင်ဒါနရဲ့အကျိုးတွေသဘောပေါက်အောင်သီလရဲ့အကျိုးတွေသဘောပေါက်အောင်သီလတွေစောင့်တည်ခြင်းလောက်ဒါနရဲ့အကျိုးတရားတွေကိုသဘောပေါက်အောင်ဒါနတွေပြုကျင့်စိတ်ပေါက်လာတိုက်တွန်းပေးရတယ်ဟောပြောပေးရမှန်ရလားသီလရဲ့အကျိုးတရားတွေသိပြီးတော့သီလတွေစောင့်တည်ခြင်းစိတ်တွေပေါက်ဦးဇင်းတို့ဟောပြောပေးရဒါဘာလို့တာလဲကျေးဇူးဆက်တာနော်ဦးဇင်းတို့မဟောမပြောရင်တို့တက္ကသိုလ်တွေသိပါမလားသိပါဘူးဗျာဒါကိုတန်ဖိုးသိမှတန်ဖိုးရှိတာဦးဇင်းတို့မဟောမပြောဘဲလည်းနေလို့မရဘူးလားမဟောမပြောဘဲနေတာဒီတိုင်းပဲဗတိဘာသာနေတယ်ရတာပဲဒါပေမဲ့ဦးဇင်းတို့အဲ့လိုမနေနိုင်ဘူးသူများလည်းအကျွေးကိုလည်းပဲအတင်မခံနိုင်ဘူးအိနာပရိဘောကလည်းဖြစ်မခံနိုင်တဲ့အတွက်ကြောင့်ငါတို့တတ်ထားတဲ့ဟာတွေကိုတရားတော်မတွေကိုယ့်ရဲ့ကျေးဇူးရှင်တွေသွေးမတော်သားမဆပ်ဖက်တဲ့လူရန်ထောက်ပနေတဲ့ပစ္စည်းလေးပါစွမ်းတန်ကြောင်းစင်တဲ့ပစ္စည်းလေးပါလူရန်ထောက်ပနေတဲ့တရားတော်မတွေကိုငါကျေးဇူးဆက်မယ်ဆိုပြီးတော့တရားစကားနဲ့ဖွင့်တယ်တတ်စွမ်းသမျှတရားတွေဟောပြောပြသပေးတယ်တို့တရားတော်မလက်တွေ့ပဲမဟုတ်လားဟောပြောပြသပေးတယ်လာပြီးတော့ယူတတ်ဖို့ပဲအရေးကြီးတာမယူတတ်ရင်တော့ကိုယ်ကံနဲ့ကိုယ်ပဲအဲ့ဒါတော့မယူတဲ့တော့ရမှာမဟုတ်ဘူးနော်အခုလည်းပဲတန်ត្រာနောင်ကြီးအတွက်စိတ်အေးအောင်မလုပ်လဲတရားစခန်းဖွင့်ပေးထားတယ်ဒါဟာတရားတော်မတွေရဲ့တန်ត្រာနောင်ကြီးအတွက်တန်ត្រာလဲတဲ့အခါမှာအထက်တန်းကြမျက်နှာပါလှလှနဲ့ဖြစ်စေခြင်းလို့လူဖြစ်ရင်လည်းပဲလူချမ်းသာနတ်ဖြစ်ရင်လည်းနတ်ချမ်းသာဖြစ်စေခြင်းလို့နော်ထက်တန်းကြမျက်နှာပါလှလှနတ်ဖြစ်လည်းပဲနတ်ချမ်းသာလူဖြစ်လည်းနတ်ချမ်းသာငရဲတရိစ္ဆာန်ပြိတ္တာအတုရကဲဆိုတဲ့အပယ်လေးကိုမရောက်ပယ်လေးပါးကိုမရောက်စေခြင်းလို့အခုလို့ဦးဇင်းတို့တရားစကားနဲ့ဖွင့်ပြီးတော့ဓမ္မနဲ့ကျေးဇူးဆက်ပေးနေတာပါပြိတ္တာရဲ့သဘောပေါက်လားကျေးဇူးဆက်တဲ့လူရှိတော့ကျေးဇူးလာပြီးတော့ဆက်ခံပါနော်အခုဦးဇင်းတို့တရားစကားမှာတရားပွဲထက်အောင်မှာပဲတကြောင်တကားတာတရွာတပုတ်ဆန်းဆိုသလိုပေါ့ဆရာတော်တွေစုံတဲ့အခါကျတော့တပားရဲ့အယူဆနဲ့တပားရဲ့အယူဆတူရဲ့လားတူပါဘူးဗျာတပားကပေးသွားတဲ့အသိပညာနဲ့တပားကပေးသွားတဲ့အသိပညာတူရဲ့လားတူပါဘူးဗျာမတူဘူးလေအဲ့လိုသိစေခြင်းလုံးလို့တရားတပုတ်ထဲကနေပြီးတော့အသိတစ်လုံးရသွားပြီဆိုဦးဇင်းတို့ကျင့်တတ်တယ်ဒါပဲအဓိကရည်ရွယ်ချက်ကဒါပဲနော်အတိတလုံးရသွားမယ်အဲ့ဒီတွေကသိကြတဲ့အတိုင်းပဲကျင့်ကြံပွားများအားထုတ်တယ်ဆိုရင်ဒါဥစဉ်တို့ဒီတရားပွဲတွေတရားစကားပတ်တွေဟောရကြုံတတ်တယ်လောရကြုံတတ်တာပေါ့မှန်ရလားလောရကြုံတတ်တာပေါ့အဲ့ဒီလိုမှတ်စေခြင်းလို့သိစေခြင်းလို့သိပြီးတော့ကျင့်စေခြင်းလို့ဥစဉ်တို့ကအခုလိုတရားပွဲတွေကျင့်ပပေးတာပါစကားပတ်တွေကျင့်ပတာပါနော်ဒါလည်းပဲပြိတ္တရေကုဏဇနတနာမင်းလိုပဲဇနတနာမင်းကငါ့ကိုမိကိုနေကြတဲ့တိုင်းသူပြည်သားတွေငါသူတို့ရဲ့ဘဝတန်ត្រာနောင်ရဲ့စိတ်အေးအောင်ငါဘာလုပ်ပေးရရင်ကောင်းမလဲစဉ်းစားပြီးတော့အခုတောင်တဆေဝတရားကိုဇနတနာမင်းကတိုင်းသူပြည်သားတွေကိုဟောပေးတာမှန်ရလားအခုလည်းပဲဥစဉ်တော်ကတို့တရားဓမ္မတွေပြည်စည်းလေးပါလူရန်ထောက်ပံ့နေတဲ့တရားဓမ္မတွေကိုဘဝနောင်ရဲ့စိတ်အေးရအောင်လို့ဘာလုပ်ပေးလဲတရားစခန်းပွင့်ပေးတယ်မှန်ရလားတရားစကားဖွင့်ပေးတယ်။ကလေးတွေအတွက်ကြတော့လေယဉ်ကျေးမှုသင်တန်းဖွင့်ပေးပါနော်။အဲ့တော့တခုကတော့ဒီကိုချိန်မှာတော့ရံပြီးပြီဆိုတော့ကလေးတွေလည်းပဲတဲ့ကျူရှင်နေ
တက်ကလေးရတဲ့တက်ကုန်ပြီတဲ့အေးဘောကွာလို့အစဉ်ပြေတော့လည်းဖွင့်တာပေါ့လို့ကလေးရှိရင်လည်းပဲဖွင့်ပေးမယ်မရှိလည်းဒီနေ့တော့နားလိုက်တာပေါ့နောက်နေ့ကျမှပဲတကြမတိုင်ခင်ဖွင့်ကြတာပေါ့ကြောင်းပိတ်ပြီးတန်းဖွင့်မှအစဉ်ပြေတာနော်ရေကျေမို့တင်တာလည်းပဲအေးဒါကြောင့်မလို့တို့ရှေတော်မျိုးတော်တွေတို့ရှေတော်မျိုးတော်တို့ရဲ့ဘဝကိုနော်ဒီခုနကတကြီးရွယ်ဟိုဖြစ်လာလို့ရှိရင်ပိုမစုထားလို့ရှိရင်ပေါ့လေနော်ကြိုတင်ပြီးတော့ရှာလို့ဖွေလို့ရတော့မှကိုယ်ကြိုတင်ပြီးတော့မစုထားလို့ရှိရင်ကြီးရင်ဒုက္ခရောက်တတ်တယ်မှန်ရလားကိုယ်တိုင်စီးပွားမလုံးနိုင်တဲ့အချိန်ကြတော့ဟောตาအာကိုရမလို့လို့သမီးအာကိုရမလို့လို့ဆွေမျိုးတွေအာကိုရမလို့လို့နောက်ဆုံးပဲအာကိုရမဲ့ပြီးတော့ပရိသတ်ရဲ့ဘဝနောင်ရေးစိတ်မအေးနိုင်တော့ဘူးဖြစ်တတ်တယ်တဲ့ဘာဖြစ်လို့လဲဥစ္စာမစုထားလို့ဘာဖြစ်လို့ပါလဲဥစ္စာမစုထားတဲ့အခါကျတော့ဘဝနောင်ရေးစိတ်အေးရပါမလားစိတ်မအေးရပါနဲ့နောင်တတပံပူပန်ပြီးတော့ပရိသတ်ရဲ့အကုသိုလ်တွေတောင်ဖြစ်ပြီးတော့ငရဲတောင်ကျသွားနိုင်တယ်မှန်ရလားအကုသိုလ်တွေဖြစ်ပြီးတော့ငါတို့ကရှာဖွေပြီးတော့ကျွေးလိုက်မွေးလိုက်ရတာဒီသားတွေသမီးတွေငါအိုမင်းမစမ်းဖြစ်တဲ့အခါကျတော့ငါကိုဘာမှပြန်မကြည့်ကြဘူးဆိုပြီးကျေးဇူးတရားမသိတတ်ကြဘူးဆိုပြီးတော့အပြစ်မြင်ပြီးတော့အပြစ်တင်ပြီးတော့ပြိဿရဲ့နော်အကုသိုလ်တွေဖြစ်ပြီးတော့ငရဲတောင်ကျသွားတတ်တယ်မှန်ရလားဒါကြောင့်မို့လို့မိမိတို့ရဲ့ဘဝနောင်ရဲ့စိတ်အေးချင်ကြတဲ့ပုဂ္ဂိုလ်များနောင်တတပံမပူပါခြင်းကြတဲ့ပုဂ္ဂိုလ်များပစ္စည်းဥစ္စာကိုငယ်စဉ်အခါတည်းကကျွတ်တင်ပြီးတော့ရှားပွေပါစုဆောင်းပါလို့နော်ဇနတနာမင်းကြီးကဟောတာဘုသူဟောတာဇနတန္တဘုရားလောင်းကတိုင်းသူပြည်သားတွေကိုဟောနေတာတောင်တတရား10ပါမှန်ရလားအဲ့တော့စီးဝါရှာတဲ့နေရာမှာလည်းပဲပြိဿရေဘယ်လိုရှာရမလဲဆိုတဲ့အခါကျတော့ပြားကိုပြားလို့အုံမြုပ်ပမာစုပါတဲ့ပြားကိုပမာပြုတ်ပြီးတော့စီးဝါရှာပါတဲ့ရင်ကောင်းကိုပုံပြုတ်ပြီးတော့စီးဝါမရှာပါနဲ့တဲ့ပြားလို့ပုံပြုတ်ပမာစုရင်ကောင်းလို့ပုံပြုတ်ပြီးတော့စီးဝါမရှာနဲ့ပြားကောင်နဲ့ရင်ကောင်ဟာအသွင်တရားချင်းကနော်သိပြီးတော့မကွာပါဘူးကောင်းကင်ကိုပြန်တဲ့တတ္တဝါတွေကြီးပဲနော်ဒါပေမဲ့သူတို့ရဲ့လောက်ရတဲ့အသိဉာဏ်တွေကကွာတယ်ဒါကြောင့်မဂ္ဂဒေဝလင်္ကာကဗာပြောထားလဲဧလောက၌ပြားနေရင်ကိုမြဲမြင်ပုံဓာသင်ရှုစားလောပြားကအုံမြူအရေးဆို၍ထားမှုလိမ္မာတောင်ချမ်းသာ၏ယင်မာတော်တုံးဝမ်းဝါယုံမြအုံငါတောက်စားစွမထွား၍ရှာညာမပြမရငတ်၏တဲ့ဒါတိုင်းသဘောပေါက်လားဧလောက၌ပြားနဲ့ရင်လုံးမြဲမြင်ပုံဓာသင်ရှုစားလောပြားကအုံမြုပ်အရေးဆိုရထားမိုးလိမ္မာနောင်ချမ်းသာ၏ပြားကကြွတင်ပြီးတော့အရေးစုထားတာတဲ့ထားမိုးလိမ္မာတဲ့ကြောင့်နောင်ချမ်းသာတဲ့မိုးရွာနေပူပဲခြင်းပဲဖြစ်ဖြစ်သူမှကြွတင်စုထားတဲ့အခါကျတော့မချမ်းသာဘူးလားချမ်းသာတယ်နော်ရင်ကောင်ကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့အမြင့်ရှိရရင်အုံတာတဲ့သွားပြီးတော့စားလိုက်တောက်ပြီးဘောင်းဝါပြီးဆိုပြန်သွားတာပျော်ပါပါသွားသူနေတယ်ဟောရာသီဥတုမိုးတန်လေတန်နေနဲ့တွေ့လာပြီဆိုတဲ့အခါကျတော့စားစရာမရှိတော့ဘူးဘိုင်းမောက်ပြီးနေရတယ်ဟုတ်လားအဲ့လိုမဖြစ်စေနဲ့တဲ့နော်ပြလို့ခေါ်တဲ့တ attva တွေဟာလုံလဝိရိယရှိတယ်နော်ကြိုတင်ပြီးတော့ဘဝနောင်ရင်သန္တရာနောင်ရင်ကိုကြိုတွေးတတ်တယ်ပြားတွေကလည်းမိုးတော့လင်းရောက်ပြီဆိုလို့ရှိရင်ပြိဿရဲ့ပြားပန်းယုံနေရှိတဲ့နေရာကိုပြန်သွားပြီးတော့ပြိဿရဲ့ပန်းငယ်ထဲမှာဝိရည်တွေမစုပ်ဘူးလားဝိရည်တွေစုပ်လာပြီးတော့သူတို့မှလှုပ်ထားတဲ့ပြိဿရဲ့အခေါင်းလေးတွေတဲ့ကိုသူတို့အဲ့ပြားရည်လေးတွေကိုထဲ့တာစုဆောင်းထားတာပြားတွေကမှန်ရလားအဲ့ဒီလိုဝိရည်တွေစွတ်ဆောင်းထားပြီးတော့သူတို့ယာတိဥတု3ပါးဘယ်လိုပဲမကောင်းပြိဿရဲ့သူတို့မှရိက္ခာပုလုံးနေမှန်ရလားရိက္ခာပုလုံးနေဆိုတာဘာလို့လဲစုထားလို့သူတို့အတွက်လည်းပဲရိက္ခာပုလုံးနေတယ်ကြံတဲ့သူတို့ရဲ့မျိုးဆက်သစ်တွေအတွက်လည်းပဲရိက္ခာမပုလုံးဘူးလားကျိုးတင်စုထားတာကို
ဒါကြောင့်ပြကောင်လေးတွေနဲ့သဘောနော်ပြကောင်လေးတွေလို့စုပါတဲ့ရရဆဆမလုပ်ပါနဲ့နောက်ရင်ကောင်တွေရဲ့သဘောကဘယ်လိုလဲရင်ကောင်ဆိုတဲ့တတ္တဝါမျိုးကြတော့ခါရတော့ပြိဿကြီးအဲ့ဒီတော့မဟုတ်ဘူးတဲ့အညီရှိရရင်အောင်နဲ့ပုတ်တဲ့နေရာဆွေးတဲ့နေရာချင်းတဲ့နေရာတွေမကောင်းတဲ့နေရာတွေမှာသွားပြီးအုံပြီးတော့စားကြတော့ကြတယ်ဝါပြီဆိုလို့ရှိရင်ပျော်ပျော်ပါနဲ့အချိန်တွေကုန်ကြတယ်သူတို့တွေကအဲ့ဒီတော့သူတို့တွေရာသီဥတုသုံးမှာပြောင်းသွားပြီမိုးရွာတယ်လေတိုက်တယ်နေပူတယ်ဆိုလို့ရှိရင်ပရိသတ်ရဲ့သူတို့ရဲ့ဘဝကစားစရာရှိရင်စားလိုက်တယ်စားစရာမရှိရင်ဘိုက်မောက်ပြီးနေလိုက်ဆိုတဲ့အနေအထားမျိုးပြားနဲ့တူရဲ့လားအဲ့တော့ပရိသတ်ရဲ့အဲ့ဒီရင်ကောင်းနေရဲ့ဘဝဟာစိတ်အေးနိုင်ပါမလားမအေးနိုင်ဘူးလောကကြီးထဲမှာလည်းပဲအဲ့ဒီလိုရင်ကောင်းနဲ့တူတဲ့ပုဂ္ဂိုလ်တွေပရိသတ်ရဲ့မရှိဘူးလားရှိတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့မျက်မြင်တွေမှာရရစားစားတွေနော်ဘာမှဆိုတာဆောင်းတာချင်းမသိဘူးနောင်ရေးအတွက်လည်းဘဝနောင်ရေးအတွက်လည်းစိုးရကောင်းမှလည်းမသိဘူးပူပန်ရကောင်းမှလည်းမသိဘူးအဲ့လိုလူမျိုးတွေတဘုံကြီးမြာတွေ့တယ်ဗျာနော်ရရဆဆဝဝမြင်မျိုးကိုရလာတာလေးကိုပြိဿရဲ့အကုန်လုံးသုံးပြုံးပြစ်တယ်တဲ့ဗျာလို့လုံးမလဲနော်အဲ့လိုပုဂ္ဂိုလ်မျိုးတွေကြတာရှိရင်စားမယ်မရှိရင်မစားဘူးဘိုင်းမပြီးနေမယ်ဆိုတဲ့အဲ့ဒီလိုရင်ကောင်းလွန်ကျင့်တဲ့ပုဂ္ဂိုလ်မျိုးတွေဘယ်တော့မှလောကကြီးမှာပြိဿရဲ့မကြည်ပွားဘူးမချမ်းသာဘူးတဲ့အဲ့လိုပုဂ္ဂိုလ်မျိုးဘဝနောက်ရင်စိတ်အေးနိုင်ပါမလားဘယ်တော့မှစိတ်မအေးနိုင်ဘူးနော်အဲ့ဒါကြောင့်မလို့ဒီနေ့ဒီမှာနာကြအောင်ဆိုမနေ့ကမှကျန်တာတွေကိုဆက်ဟောပေးမယ်အပမဒေနသမဒေတာပမဒေနမမေမလျောပမဇာတတန်သောတတိတရားတွေထားပြီးတော့တံပါဒိဋ္ဌမိမိတို့တဲ့လူပြည့်နေစဉ်အချိန်ကာခဏကာလလေးအတွင်းမှာမဖြစ်မနေပြုလို့ရမယ်ဒါနကောင်းမှုကုသိုလ်အလုံးသီလကောင်းမှုကုသိုလ်အလုံးဝိပဿနာကောင်းမှုကုသိုလ်အလုံးတို့ကိုမမိတ်မလျောပမောမဆာတက်တန်သောတတိတရားတွေထားပြီးတော့ကြိုးစားပွားများအားထုတ်နိုင်ကြတဲ့သူတော်ကောင်းသူများလောင်းနေဖြစ်ကြပါစေကုန်သတည်း